အားလုံးမင်္ဂလာပါဗျာဒီနေ့ကျွန်တော်ကဒီဇိုင်းစဆိုတဲ့လူတွေကြုံတတ်တဲ့အခက်အခဲလေးတစ်ခုဖြည့်ရှင်းပြီးပေါ့နော်အဲ့ဒါလေးနဲ့အရင်စဖွင့်ပြအဲ့တော့ကျွန်တော်ဒီမှာ top view တဲ့ကျွန်တော်ဝင်မယ်နော် top view တဲ့ဝင်လိုက်ပြီဆိုအဲ့မှာပြဿနာတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီဘေးနားမှာ box လေးပျောက်နော်အဲ့ဒီ box ကပျောက်သွားတဲ့အတွက်ကျွန်တော်တို့က300 400တွေပါခေါ်300မရှိဘူးဖြစ်သွားအဲ့တော့မရှိတော့အကောင်ဖော်ရမယ်ဆိုဘာနဲ့ဖော်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာ400ဆိုပြီးရိုက်လိုက်အလေးဝိုင်းရနော်400ရိုက်ပြီးအန်တာခေါ်လိုက်အဲ့ဆိုကျွန်တော်ဒီပေါက်ကြလိုက်နော်အဲ့တော့ဒီပေါက်ကြလာတော့မှကျွန်တော်တို့ကဒီပေါက်ကဒီနာလေးကိုဆွဲလိုက်ဘယ်ဘက်ကလေးဖြည့်ပြီးတော့ဒီလိုလေးဆွဲတင်လိုက်အဲ့ကျွန်တော်တို့အဲ့ကာလာပေါက်လေးပေါ်လာပြီဆိုတာနဲ့ကျွန်တော်တို့ကဘယ်ဘက်ကလေးဖိထားတာလေးကိုလွတ်ချလိုက်တော့အဲ့ဆိုကျွန်တော်တို့ဒီထဲရောက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်လေးပြန်ပေါ်လာပြီနော်အဲ့တော့သူကအဲ့လိုမျိုးပျောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့လိုမျိုး400လေးခေါ်ပြီးတော့အဲ့လိုဆွဲထည့်လိုက်တာနဲ့ကျွန်တော်တို့သုံးလို့ရမယ်နော်အဲ့ဒါကျွန်တော်ပထမဦးပြခြင်းနဲ့ပထမဦးဆုံးပြခြင်းနဲ့အရာလေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ rubber အကြောင်းလေးရှင်းပြအဲ့ rubber ကဒါကျွန်တော်သိတတ်လောက်ပေါ့နော်သူကအရေးပါတယ်ဗျကျွန်တော်ကြတော့ point နည်းနည်းနဲ့ပုံစံဖော်ရတာကြိုက်တဲ့လူဖြစ်တဲ့အတွက်အဲ့ဒီ rubber ရဲ့သုံးဝင်တာလေးတစ်ချက်ပြပေးမယ်ကျွန်တော်စကဲကိုဒီစကဲမှာတော့အောက်မှာမြားလေးကျွန်တော်နှိပ်မယ်နော်တချို့တွေကအဲ့မှာမြားနှိပ်เสียပျောက်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီကောင်လေးကအပေါ်တွန့်တက်เนาะကျွန်တော်ဒီမှာဒီလိုလေးကျွန်တော်ယူလိုက်မယ်เนาะကျွန်တော်ဒီလိုမျိုးလေးတိုးနေစကြဲအောက်မှာဘာမှမရှိဘူးထင်တယ်เนาะအမှန်တော့သူ့ရဲ့အောက်မှာအခွဲလေးတွေရှိသေးတယ်ကျွန်တော်တို့အခွဲလေးเนาะအဲ့ဒီအခွဲလေးတွေကြာမှာကျွန်တော်တို့ကဒီမှာအစင်ပြေပါเนาะကျွန်တော်ဒီမှာအခွဲလေးเนาะအဲ့တော့ကျွန်တော်ကစကဲအောက်မှာဒီညားလေးကိုနှိပ်လိုက်ရင်ဒီမှာသူ့ရဲ့တခြားသက်ဆိုင်တာလေးရှိတယ်เนาะအဲ့တော့ကျွန်တော်ဒီမှာစကဲ diameter အကောင်လေးယူမှာပြီးရင်ကျွန်တော်သူ့ကို array ပွားမယ်6 6ခုလောက်เนาะပြီးရင်ကျွန်တော်ဘာလုပ်မလဲသူ့ထွင်မယ်ကျွန်တော်ဒီမှာဒီလိုမျိုးသွားမှာဆိုတော့เนาะဒီနဲ့အနာခေါက်လိုက်เนาะကျွန်တော်ဒီလိုလေးရပြီးရင်ကျွန်တော်သူ့ကို ungroup လုပ်เนาะတော့ကျွန်တော် click တစ်ချက်နှိပ်လိုက်တာနဲ့အကုန်လုံးပါလာဆိုအစုဖွဲ့လိုက် group လိုက်ဖြစ်နေเนาะကိုကတခုပဲလုပ်ချင်တာဖြစ်တဲ့အတွက်သူ့ group ကို ungroup လုပ်လိုက်အဲ့တော့ကျွန်တော်တို့ဒီကောင်လေးပဲရချင်တာဖြစ်တဲ့အတွက် control လေးကိုဖိပြီးတော့ပေါက်လေးဆွဲလိုက်delete နေလိုက်เนาะကျွန်တော်ဒီတစ်ခုပဲထားပြီးတာနဲ့ကျွန်တော် icon လေး order လေးဖိတာပုံစံတူလေးကူးမယ်เนาะကျွန်တော်ဒီမှာ record history မှာ history break 1နဲ့ထားတာเนาะကျွန်တော်ဒီမှာ4ခုလောက်ကူးတာเนาะအဲ့တော့ကျွန်တော်ကဒါတစ်ခုသွားတာနဲ့အကုန်လုံးကလိုက်နေမှာအဲ့တော့ကျွန်တော်မလိုက်ချင်သူတို့တယောက်နဲ့တစ်ခုစီမူပိုင်လေးတွေဖြစ်ချင်တဲ့အတွက်ကျွန်တော်သူရွေတိုင်းလိုက်ရွေတာမလိုချင်တဲ့အတွက်ဒါတွေအကုန်လုံးကျွန်တော်ဘာလုပ်လိုက်မလဲဆိုတော့ history ဖြတ်ချလိုက်เนาะ history တမင်ဖြတ်ချလိုက်ပြီးကျွန်တော်ပြန်တင်မယ်เนาะ record history ကိုတွားပြီးပိတ်တဲ့အကျင့်ကိုကျွန်တော်တမင်မပေးတာဗျပေးလိုက်လို့ချင်း history break 1ကိုမသိမှာဆိုလို့เนาะသူကအဲ့တော့ဘာကိုပြလဲဆိုတော့အဲ့လိုမျိုး history break 1နဲ့ပေါ်သွားတဲ့အတွက်ကျွန်တော်တို့ကဒီကောင်ရွှေ့လိုက်လို့ရှိရင်လည်းဟိုကောင်မဆိုင်တော့เนาะအဲ့လိုလေးဖြစ်သွားမှာအဲ့တော့ကျွန်တော်ဒီကောင်ကနေစเนาะကျွန်တော်သူ့အခုံးလေးတွေပါလေးကစားခြင်းတယ်အဲ့တော့ကျွန်တော်အခုဒီမှာဒီကောင်ကနေစเนาะသူ့ရဲ့ point ရေတော့ကျွန်တော်တို့သိချင်း rabbit လေးနှိပ်လိုက်သူ့မှာ point ရေတော့6ရှိတယ်เนาะ degree က2 point ရေတော့6 degree က2ရှိနေတဲ့ကောင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ jewelry သွားမယ် dynamic profile 4000လေးချိန်ကျွန်တော်အခုမြင်ရအပေါ်ကြီးရောက်နေကျွန်တော်じゃတိတ်မကြည့်တော့ဒါကကျွန်တော်တို့အထိုးကိုရည်ညွှန်းတာ1 milli ဆိုတော့အောက်ကိုချလိုက်မယ် -1 เนาะကျွန်တော် -1 ချလိုက်အဲ့လိုမျိုးလေเนาะအဲ့တော့ကျွန်တော်ကဒါရပြီဆိုတာ ਨੇ ဒီမှာကျွန်တော်ဒီကောင်ကိုကပ်ကို point ဖော်တော့เนาะကျွန်တော် point ဖော်လိုက် F10 နဲ့เนาะဒါမဟုတ်လို့ရှင်လဲကျွန်တော်တို့ဒီမှာ drawing သွားပြီးတော့ control point on လေးနဲ့เนาะဖော်လို့ရလက်တော့သမားတွေက F10 နဲ့အဆင်မပြေတာမျိုးလေးရှိလို့เนาะအဲ့တော့ကျွန်တော်သူ့ကိုမူရင်းကတ်ကြီးကိုအောက်ချ
နော်ကျွန်တော်တို့ point လေးတွေကိုအောက်ချလိုက်အောက်ချပြီကျွန်တော်ဒီ point ကိုထားမယ်ထပ်ချဟော history မလိုက်တော့နော်အဲ့ဒီ history ကမလိုက်တော့ကျွန်တော် control z ပြန်သွားမယ်နော်ဘာလို့မလိုက်တာလဲသိအောင်အဲ့တော့ကျွန်တော်ဒီကောင် escape နှိပ်လိုက်မယ် point နေပြောက်သွားနောက်တော့ခုသွားမယ်နော်သူကကျွန်တော်ကဒီမှာကြည့်လိုက်ကျွန်တော် point ရေတော့6ခုရှိတယ် degree က2ဖြစ်တယ်နော်အဲ့တော့ကျွန်တော်သူ့ကိုကြတော့ repeat ပြန်ကင်လိုက် point ရေတော့9ကျွန်တော် degree ကိုကြတော့3ထားလိုက် jewelry သွားမယ် dynamic profile 4တော့အောက်ကိုချမယ်အထူ1ဆိုတော့အပေါ်ကိုတက်နေတဲ့အတွက် -1 အောက်ချလိုက်မယ်နော် -1 ပြီးရင်ကျွန်တော်တို့အမှန်ချင်းလေးနဲ့เนาะအဲ့တော့ကျွန်တော်ကဒီနောက်ခုကိုရှင်ပြီးကစားပြ after နဲ့အောက်ချဒီတစ် point ထားမယ်ဒီတစ် point ထားမယ်အောက်ချเนาะဒီတစ် point ထားမယ်ဒီတစ် point ထားအောက်ချเนาะဒီတစ် point ထားမယ်ဒီတစ် point ထားเนาะအဲ့မှာကျွန်တော်တို့မြင်တဲ့အတိုင်းဒီကောင်ကကျတော့အောက်ချလိုက်တာဒီဂရီကလိုက်လာဒီကောင်ကကျွန်တော်တို့ကအောက်ဒေတာရောက်သွားတာဒီကောင်ကြီးကစက်မလိုက်တော့ကြိုက်တဲ့လောက်ချစက်မလိုက်တော့အဲ့ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ point နဲ့ဒီမှာဒီလိုအချိုးတွေပါเนาะအဲ့လိုအချိုးကြီးပါနေတော့သူကဘာဖြစ်လဲဆိုတော့ history မလိုက်နိုင်တော့မလိုက်နိုင်မှလည်းကျွန်တော်တို့အဲ့မှာပြဿနာတက်တယ်အဲ့လိုအချိုးကြီးเนาะဒီမှာဒါမို့ကျွန်တော်ဒီကောင်လေးဒီမှာအချွန်ချိုးကြီးအဲ့အချွန်ချိုးကြီးကဒီပုံကျွန်တော်တို့အဲ့လိုကစားလို့မရအောင်ဒုက္ခပေးသွားเนาะအဲ့တော့ तू ကကျွန်တော်တို့ကအားကြောင့် repeat မကင်တဲ့ကောင်เนาะသူ့ရဲ့မူရင်းဖြတ်တဲ့အတိုင်း point က9 point degree က2ဖြစ်နေတဲ့အတွက်အဲ့ degree 2မူရင်းတိုင်းမှာအဲ့အချွန်းတွေပါတဲ့အတွက်အဲ့ချွန်းတွေကပြဿနာဒုက္ခပေးသွားเนาะအဲ့တော့ကျွန်တော်တို့ကဒီလိုမိုးတွေကြားလို့ရှိရင်သွားပြီးတော့ဒီကောင်သုံးလို့မရတော့เนาะအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့သူ့ repeat ကင်လိုက်တော့မှကျွန်တော်တို့ကအသုံးပြုလို့ရ repeat 9နဲ့ degree 3လေးထားလိုက်တော့မှကျွန်တော်တို့ဒီမှာကြိုက်တဲ့လောက်ချเนาะကျွန်တော်တို့ဒီမှာကြိုက်တဲ့လောက်ချပြီးကြိုက်တဲ့ point ရွှေ့ကြည့်ကြိုက်တဲ့ point ရွှေ့ကျွန်တော်တို့ဘာဖြစ်ပြည့်လေးပဲလားအဲ့လိုမျိုးအချွန်းမထွက်เนาะအချွန်းမထွက်ကျွန်တော်တို့เนาะအဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုသွားပြီးကျွန်တော်ဒီမှာ repeat ကင်တာဒါကျွန်တော်တို့ကမူရင်းရှိတဲ့ကောင်เนาะ92ရှိpoint ရရေးတော့9ကို degree က2ရှိနေတဲ့ကောင်ဒါမူရင်းကောင်နေဒီမှာเนาะအဲ့အချွန်နေပါတဲ့အတွက်အဲ့အချွန်တွေကကျွန်တော်တို့ history မလိုက်နိုင်တော့ပဲねဒီ dynamic profile ရက်တန်သေးတယ်เนาะသူကအရှိမှကြတော့ဒီဘက်ကကောင်လို့ပဲဒီနားလေးထိပဲပြည့်ရှိတဲ့အတွက်သူကအဲ့ထိပဲလိုက်တာเนาะအဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးကောင်းနေကြလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့အဲ့လိုဖြတ်ညက်ကတ်တွေလုပ်ပြီးတိုင်း repeat တာကင်เนาะ repeat ကင်မှာကျွန်တော်တို့ကအဆင်ပြေမှာ repeat မကင်မှလည်းအဲ့လိုမျိုးကြီး degree ကသူ့ရဲ့မူရင်းတိုင်းရှိနေတဲ့ကောင်မျိုးကျွန်တော်တို့ကသွားပြီးတော့ dynamic profile ကင်လိုက်เนาะကျွန်တော်ဒီမှာ -1 အမှန်လေးနဲ့ after နဲ့ကျွန်တော်အောက်ချကြည့်เนาะဒီနားလေးရပဲကျွန်တော်တို့ဒီမှာပြည့်ရှိတဲ့အတွက်လိုက်ဒီနားရောက်ပြီဆိုတော့အချိုးစားအဲ့ချိုးကြီးကြောင့်ကျွန်တော်တို့ကဒီမှာအလုံးစက်မလုပ်နိုင်တော့ကြံခဲ့เนาะအဲ့လိုပြအဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ရဲ့ cut တွေကို repeat ကင်ရเนาะကျွန်တော်တို့ကဒီမှာ degree ကကျွန်တော်တို့က3ရှိမှအဆင်ပြေမှာ degree 3မဟုတ်ဘဲနဲ့ဒီမှာ degree 2ဖြစ်နေရင်အချိုးဖြစ်နေမှာเนาะကျွန်တော်ကတော့ဟို2နဲ့လည်းအဆင်တော့ပြေတယ်ဒါပေမဲ့သူကဘာလုပ်တင်လဲဆိုတော့ကျွန်တော်ကတော့အခွေးလေးတွေအဲ့လိုအခုံးလေးကစားမယ်ဆိုတော့ degree ကို3ထားတာများတယ်เนาะအဲ့တော့ကျွန်တော်သူ့ကိုလည်း copy ထည့်ယူလိုက်เนาะ record history ပြအောင်လို့ကျွန်တော်နည်းနည်းလေးဖြည့်ရွှေ့လိုက်
တမင်ဖြတ်ချနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ repeat brace မှာဖြတ်ချလို့ရှိရင်သူ့ကို repeat ကင်ဒီ point ရပါလိုက်တူတော့ကျွန်တော်ပြချင်တာပြမရဖြစ်သွားမှာเนาะအဲ့တော့သူကမူရင်းမှာpoint ရ9 point ရှိတယ်ဒီဂရီကဘယ်လောက်လဲ2ပဲကျွန်တော်တို့ကလည်းအဲ့မူရင်းရှိနေတဲ့ကောင် repeat ပြန်ကင် point ရေးတဲ့ကလည်း9 point တူပဲဒီဂရီကလည်း2တူပဲ okay နှိပ်လိုက်เนาะနှစ်ခုဘာခြားနာလဲကျွန်တော်ပြဒီမှာเนาะတော့ point ရေးတော့ကလည်း2 3 4 5 6 9 10ဒီမှာလဲကျွန်တော်တို့1 2 3 4 5 6 9 10เนาะအစကစ်တစ်ချက်နေမယ် repeat ကင်ကြ point ဒါမူရင်းရှိရเนาะ9နဲ့ဒီဂရီက2ပဲဒီကောင်ကလည်း9နဲ့ဒီဂရီက2ပဲနှစ်ခုလုံးကျွန်တော်အပြိုင်လုပ်လိုက် dynamic profile ဒီ dynamic profile သုံးပြင်เนาะကျွန်တော်သုံးမရဖြစ်မှာဆိုတော့ -1 point ရ9ခုနဲ့ဒီဂရီက2တူပဲ point လေးဖော်လိုက်เนาะကျွန်တော်ဒီမှာတစ်ခုချလိုက်ဒီကောင်ထားမယ်ဒီကောင်ထား point အောက်ချလိုက်ဟောဒီမှာဒီကောင်ကကြတော့လိုက်နေဒီကောင်ကမလိုက်တော့ဒီကောင်မလိုက်တော့ကျွန်တော်တို့တွေ့တဲ့အတိုင်းပဲเนาะအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီမှာ repeat မကင်လိုက်လို့เนาะ repeat ကျွန်တော်တို့ကဒီကောင် repeat မကင်တာဖြစ်တဲ့အတွက်သူ့ရဲ့ကတ်တွေကဒီလိုအချုံးနေerror သဘောမျိုးပါเนาะအချုံးနေerror သဘောမျိုးပါကျွန်တော်တို့ကဒီမှာ repeat ကင်လိုက်တဲ့ကောင် degree 2ဖြစ်ပေမဲ့ error လေးတွေမရှိတော့သူကနဲ့သူပြည့်လေးကြံသွားเนาะကျွန်တော်အခု degree ကို2နဲ့ရွှေ့လို့ပြောမှာမဟုတ်เนาะ3ထားရင်တော့ပိုကောင်းတယ်ကျွန်တော် degree အရေအတွက် point အရေအတွက်တူမယ် degree တူဘန်းတာကိုဘာကြောင့်လိုက်တယ်မလိုက်ရှင်းပြပေးတာเนาะကျွန်တော် control z လေးပြန်သွားမယ်เนาะအဲ့တော့ကျွန်တော်ဒီကောင်ကြည့်မယ် repeat ကြည့်မယ်92เนาะသူကဒီမှာ degree က2ပဲဒီကောင်လည်းကြည့်မယ် repeat ကြည့်မယ် point ဒီ point ရေတော့9 degree က2ဒီကောင်ကကြလိုက်တယ်ဒီကောင်မလိုက်เนาะအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က cut တွေကို repeat မကင်လို့ repeat ကင်လိုက်လို့ရှိရင်သူကအဆင်ပြေပြီးတော့เนาะချောမွေ့ဖြစ်သွားပြီးတော့အဲ့လိုမျိုးလေးတွေကစားလို့ရเนาะကျွန်တော်ဒီမှာကစားလို့ရเนาะ repeat မကင်တဲ့ကောင်ကြတော့ကျွန်တော်တို့ဒီမှာကစားပြရမရเนาะအဲ့လိုဖြစ်သွားတာအဲ့ဒါကျွန်တော်တို့ဒီကောင်လေးကြောင့်เนาะအဲ့တော့ repeat ကဘလိုလေးမှာအရေးပါလဲဆိုရင်အဲ့ဒါမျိုးလေးတွေမှာအရေးပါပြီးရင်ကျွန်တော်ဒါတွေကိုဖြတ်ချလိုက်တော့เนาะ line လေးကျွန်တော်ယူလိုက်เนาะကျွန်တော်အခုဒီမှာ order လေးနဲ့ဆွဲမယ်เนาะကျွန်တော်အကုန်လုံး select မှာ control point เนาะသူကဒီလို2 point ပဲရှိကျွန်တော်တို့မြင်နေရပါလဲဆိုမြင်းဖြောင်းဖြစ်တဲ့တော့ point ဟာ step point နဲ့ end point ထိတ်နဲ့ခေါင်းနဲ့ဟောเนาะခေါင်းနဲ့ဖင်နဲ့2ခုပဲရှိ degree ကလည်း1ပဲရှိအဲ့တော့ကျွန်တော်တို့က degree က1ပဲရှိတဲ့အတွက်သူ့ကိုကျွန်တော် F10 လေးနှိပ်ပြီးရွှေ့လိုက်သူကဘယ်လိုပဲရွှေ့မြင်းဖြောင်းပဲရเนาะအဒီဥစ္စာလေးအဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးမြင်းဖြောင်းဖြစ်မှခံချင်ဘူးအကွေးလေးတွေပါလေးကစားတော့မှဆိုကျွန်တော်တို့ဒီမှာ repeat ကင်ရเนาะကျွန်တော်ကတော့အမြဲတမ်းပုံမှန် point ရ4 point degree က3 okay ကျွန်တော် history ဖြတ်ခံလိုက်တာเนาะ after နေနဲ့ဒီဘက်ကိုတိုးမယ်ဒီဘက်ကိုတိုးမယ်ကျွန်တော်တို့အဲ့လိုမျိုးလေးရတယ်เนาะအဲ့တော့ကျွန်တော်သူ့ကိုကြတော့လဲ repeat ပြန်ကင်เนาะကျွန်တော်တို့က point ရေးတဲ့4အကယ်၍သာကျွန်တော် degree ကို1သွားထားလိုက်1သွားထားလိုက်ဘာဖြစ်သွားလဲအဖြောင်ကြီးဖြစ်သွားdegree က1ကဘာလဲဆိုတော့ degree 1ကဘာကိုရည်ညွှန်းလဲဆိုတော့အဲ့လိုမျိုးသူကအစစ်ချိုးအဖြောင်ကြီးရည်ညွှန်းတာเนาะအဲ့လိုမျိုးလေအဲ့တော့ကျွန်တော်သူ့ကိုဆက်လက်နှိပ်လိုက်မယ် repeat ကင်မယ် point အရေးတော့ကျွန်တော်ဟာ9ခုလောက်လုပ်လိုက် degree ကို1မဲ့ထား okay after နေနေလိုက်ဟောဒီမှာအဲ့လိုမျိုးဖြစ်သွားเนาะအကယ်၍သာကျွန်တော်သူ့ကို repeat ကင်လိုက်เนาะ
ကျွန်တော်ကဒီမှာနော် degree က1ဖြစ်နေတော့ဘယ်လိုပဲရွှေ့အဖြောင်းနေပဲလားနော် rugby ကလည်း degree ကို3သွားလောက်လိုက် okay after နဲ့ degree 3ဖြစ်သွားတဲ့အတွက်သူကအဲ့မှာနော်ပြလမ်းကြောင်းလေးပဲဖြစ်သွား original ဖြောက်ထားလိုက်ကျွန်တော်တို့ဒီမှာလမ်းကြောင်းလေးပြည့်သွားနော်အဲ့လိုလေးပြည့်သွားအဲ့တော့ကျွန်တော်သူ့ကို rugby ကလည်းမယ် degree 2လောက်ပဲထားကြည့် okay ပုံစံလေးတော့နည်းနည်းပြောင်းသွားနော်ကျွန်တော်တို့ရွှေ့ရတဲ့ပုံစံပုံသိမ့်မကြဖြစ်သွားနော်ပုံစံကျွန်တော်တို့သိမ့်မကြအောင်ဖြစ်ခုနကျွန်တော် degree 3မှာကြတော့အဲ့လိုမျိုးအကွေးညွန့်လေးယူမယ်ဆိုလို့ရှိရင်အဆင်ပြေလေးရနော်အဲ့ဒါကျွန်တော်အခုဒီမှာ rugby ရဲ့အရှိပါတာလေးနော်ကျွန်တော်သိသလောက်လေး share ပြပေးအဲ့တော့ကျွန်တော်တို့က rugby လုပ်ပြီးဆိုတာ ਨੇ အဲ့ဒီ point ရေတွက်တွေကျွန်တော်တို့ degree ရေတွက်တွေကိုတေချာမှန်မှန်ကန်လေးသုံးဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့အဲ့ point ရေတွက်နဲ့ degree နဲ့အဆင်မပြေဖြစ်နေရင်ကျွန်တော်တို့ရဲ့ဒီကစားတဲ့ဟာလေးတွေမှာအဲ့လိုမြင်းဒီလိုအဖြောင့်နေဖြစ်နေမယ် degree 2ဆိုရင်ပုံမကြတော့လို့ degree 3နဲ့ကြမှာကွေးပြီးတော့လှတာလို့အဲ့လိုမျိုးလေးဖြစ်သွားမှာเนาะဒါကျွန်တော်သိတဲ့လောက်လေးရှင်းပြပေးထားတာပါ